ဒီနေ့မှာတော့လူတွေတစ်ခါတလေအငင်းပွားပြီးတော့မှကိုလိုရာဆွဲယူတတ်တဲ့ကျမ်းပိုက်နှစ်ပိုက်နဲ့ပတ်သက်ပြီးတော့မှနည်းငယ်ရှင်းပြမှာဖြစ်ပါတယ်။ဘုရားသခင်ရဲ့အလိုတော်ကတော့လူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍တမန်တရားကိုသိစေခြင်းကဘုရားသခင်အလိုတော်ရှိတယ်လို့ပြောပါတယ်။ကယ်တင်ခြင်းဒီနံပါတ်1ဖြစ်ပြီးတော့မှနံပါတ်2ကတော့တမန်တရားသိခြင်းကျင့်ခြင်းဖြစ်ပါတယ်။ဆိုတော့ဒီနေရာမှာရှင်ပေတရုနဲ့ရှင်ယာကုပ်ရဲ့ကျမ်းပိုက်လေးတွေကိုဆွဲယူပြီးတော့မှအချို့သောသူတွေရဲ့အငင်းပွားခြင်းလေးကိုဒီနေ့ရှင်းရှင်းလင်းလင်းနဲ့နှုတ်ကပတ်တော်နားလည်ဖို့အလို့ငါအနေငယ်ဝင်ခါတာဖြစ်ပါတယ်။ဆိုတော့ Ephesians ခန်းကြီး2ခန်းငယ်8မှာတော့ဗာရေးထားတယ်လဲဆိုတော့ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏။ကိုယ်အလိုလျောက်ရောက်သည်မဟုတ်ဖယားသခင်သနာတော်မူရာဖြစ်သည်လို့ရှင်ပေါလုကရေးထားတာဖြစ်ပါတယ်။ဆိုတော့လူတစ်ယောက်ကမိမိရဲ့ကံဉာဏ်ဝိရိယကြိုးစားအားထုတ်ခြင်းကြောင့်ထာဝရအသက်ကယ်တင်ခြင်းရတာမဟုတ်ပါဘူးတဲ့။ဖယားသခင်ကကျမတို့ကိုချစ်လို့တနာလို့ထာဝရအသက်ကယ်တင်ခြင်းကိုအခမဲ့ကျေးဇူးတော်တက်တဲ့ကြောင့်ပေးတာဖြစ်ပါတယ်။ယုံကြည်ရင်ထာဝရအသက်ကိုအပိုင်ရတာဖြစ်ပါတယ်။အဲ့တော့တချို့သောသူတွေကယုံကြည်တဲ့အတွက်ကြောင့်ကယ်တင်ခြင်းရပြီးငရဲသွားစရာမလိုတော့ဘူးဆိုပြီးတော့မှဒုတိယအချက်ဖြစ်တဲ့တမန်တရားကိုလိုက်လျှောက်ကျင့်ဆောင်ဖို့အတွက်အားနည်းတတ်ကြပါတယ်။ဆိုတော့ကယ်တင်ခြင်းရရင်ပြီးပြီဆိုတဲ့ခံယူချက်နဲ့အသက်ရှင်တဲ့သူတွေဖြစ်ပါတယ်။ဆိုတော့နံပါတ်1ကျမ်းပိုက်ကတော့ဗာလဲဆိုတော့ရှေးယာကုပ်ဩရစာခန်းကြီး2အခန်းငယ်14မှာငါညီကိုတို့တစုံတစ်ယောက်သောသူကငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်အကျင့်ကိုမကျင့်ဘဲနေရင်အဘယ်အကျိုးရှိသနည်းထိုယုံကြည်ခြင်းသည်ထိုသူကိုကယ်တင်နိုင်သလောအခန်းငယ်19နဲ့26ဒီပိုင်းမှာတော့အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည်အသေးဖြစ်၏လို့ပြောထားပါတယ်ဆိုတော့ရှင်ယာကုပ်ပြောနေတဲ့အရာကဆွဆွလူကယ်တင်ခြင်းရပြီးရင်ငရဲမသွားတော့ဘူးဆိုတဲ့လူတွေကမိမိရဲ့ပုံသက်သေမိမိရဲ့အကျင့်စာရိတ္တကိုတန်ဖိုးထားမှုအားနည်းတဲ့သူတွေကိုသူကဒီအရာလေးနဲ့သူအားပေးထားတာဖြစ်ပါတယ်။ဒါကြောင့်သူကတော့ပြောချင်တာကမင်းတကယ်ပဲကယ်တင်ခြင်းရပြီလားမင်းရဲ့ယုံကြည်ခြင်းကြောင့်မင်းတကယ်ပဲကယ်တင်ခြင်းရပြီလားမင်းတကယ်ကယ်တင်ခြင်းရတယ်ဆိုရင်မင်းရဲ့အကျင့်သီလအားဖြင့်ဖော်ပြပါလို့ပြောနေတာဖြစ်ပါတယ်။ဆိုတော့အေဖက်အခန်းကြီး2ခန်းငယ်8မှာတော့ဘုရားသခင်ကကျေးဇူးတော်တက်တဲ့ကြောင့်သူ့ရဲ့ထာဝရအသက်ကိုအခမဲ့လက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်။ရှင်ယာကုပ်ကတော့မင်းကအဲ့ဒီလက်ဆောင်ကိုရတယ်ဆိုရင်ငါတို့တွေမြင်အောင်ပြပါလို့ပြောနေတာဖြစ်ပါတယ်။အမှန်တကယ်ကယ်တင်ခြင်းရတဲ့သူကမိမိရဲ့ကယ်တင်ခြင်းကိုလူတွေမြင်သာသိတိုင်အောင်ရတဲ့လက်ဆောင်ကိုလူတွေမြင်နိုင်အောင်ဖော်ပြဖို့အတွက်ပြောနေတာဖြစ်ပါတယ်။ဒီကျမ်းပိုက်ကတစ်ခုနဲ့တစ်ခုဆန့်ကျင်ဘက်ပြုတာမဟုတ်ဘဲနဲ့တစ်ခုနဲ့တစ်ခုအထောက်အမပြုနေတဲ့အရာဖြစ်တယ်ဆိုတာကိုကျမတို့နားလည်ဖို့ဖြစ်တယ်။ဒါကြောင့်ကယ်တင်ခြင်းစစ်မှန်စွာယုံကြည်ခြင်းရသောသူကမိမိရဲ့အသက်တာထဲမှာကောင်းသောအကျင့်သီလကအမြဲတမ်းစီးထွက်နေရမှာဖြစ်တယ်ဆိုတာကိုရှင်ယာကုပ်ကထောက်ခံပြီးတော့မှပြောကြားနေတာဖြစ်ပါတယ်။အားလုံးကိုဖျားရှင်သူပဲကောင်းကြီးပေးပါစေ။